ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ Premier League ပွဲစဉ်အပါဝင်ကျွန်တော်တို့ဒီ Spain ပွဲစဉ်တွေဒီ Italy ပွဲစဉ်ရပြီးရင်အင်္ဂလန်ဒါကျွန်တော်တို့ဒီ Champion League ပွဲစဉ်တွေရှိပါတယ်ဗျာเนาะဒီထဲမှာကျွန်တော်အကြိုက်ဆုံးဖြစ်မဲ့ပွဲစဉ်တွေ၃ပွဲလောက်ကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်ရွေးထုတ်ပေးမယ်เนาะကဲဒါဆိုရင်ဒီနေ့မှာ Premier League ကလည်းBrighton နဲ့ Chelsea ပွဲစဉ်ကြည့်လို့ကောင်းမဲ့အနေအထားမျိုးမနေ့ကဒီ Crystal Palace နဲ့1ပွဲစဉ်နဲ့ရှင်းမဲ့ဆိုတော့ဒီပွဲစဉ်ပို့ပြီးတော့လူစိတ်ဝင်စားမှုကောင်းမဲ့အနေအထားမျိုးမနေ့ပွဲစဉ်ကတော့ဒီစနေတွင်းမှာကျွန်တော် Premier League ပွဲစဉ်တွေကိုတော်တော်များများရှောက်ပွဲ9ပွဲလောက်ရှိတာတပွဲလောက်ပဲမန်ယူပွဲတော့ပဲကိုပြီးကျွန်တော်ပွဲစဉ်အကုန်9ပွဲတယ်မနေ့ပွဲစဉ် Crystal Palace ပွဲစဉ်ပြန်ပြီး9ပေါင်းအောက်သွားတယ်ဒါကြောင့်မို့ဒီနေ့ပွဲစဉ်ကမနေ့ပွဲစဉ်နဲ့ရှင်းမဲ့ဆိုတော့9ပေါင်းအသေးလေးကတီးတာလေးတော့ပြောမှဆိုလို့ရှိရင်ကွာရှားမှုတော့ရှိနေရဆိုတော့ပို့ပြီးစိတ်ဝင်စားမှုကောင်းပါတယ်เนาะကဲဒါဆိုရင်ကျွန်တော်လွန်းတွင်နေပဲဒီနေ့ကျွန်တော်အကြိုက်ဆုံးဖြစ်မဲ့ပွဲစဉ်3ပွဲလောက်ကိုရွေးချယ်ပြီးတော့ရွေးထုတ်ပေးမယ်Brighton နဲ့ Chelsea ပွဲစဉ်တွေကတော့ကျွန်တော်နောက်ဆုံးမှကျွန်တော်ရွေးချယ်ပြီးသုံးသပ်ပေးမယ် brother တို့ဘာလို့လဲဆိုတော့ဒီပွဲစဉ်တွေကကျွန်တော်နည်းနည်းလေးကျွန်တော်အကြိုက်လေးတွေ့နေတဲ့အတွက်ကြောင့်နောက်ဆုံးမှကျွန်တော်အကြိုက်လေးရွေးချယ်ပြောပေးမယ်ပြီးရင်စပိန်လာလီဂါပွဲစဉ်တွေကျွန်တော်အဓိကသွားပြီးတော့အရင်ဆုံးပြောပေးမယ်ဗျာနော်ဒါဆိုရင်စပိန်လာလီဂါပွဲစဉ်ရီယယ်မက်ဒရစ်နဲ့လာပဲပွဲစဉ်ဒီပွဲစဉ်ကျွန်တော်စပါဗျာနော်လက်ရှိကျွန်တော်တို့ဒီရီယယ်မက်ဒရစ်အနေနဲ့ကဟိုပေးတဲ့ဈေးတန်းရကြည့်မယ်ဆိုရင်ပေးတဲ့ဈေးတန်းနှလုံး30နိုင်ကြီးကိုပေါင်းကြီးက3လုံးပြား60ရှုံးကြီးလောက်ပေးတယ်ဆိုတော့ဘော်လီဂျီအနေနဲ့ကြည့်မယ်ဆိုလို့ရင်လက်ရှိမှာရီယယ်မက်ဒရစ်ပေးတဲ့ဈေးတန်းကလည်းပေးတဲ့အနေအထားမျိုးပါပဲဘာလို့လဲဆိုတော့လက်ရှိမှာရီယယ်မက်ဒရစ်ကစပိန်မှာဆိုရင်အဆင့်2မှာဟိုအလာဘက်ဆိုတာအဆင့်7အသင်းပြောမှဆိုရင်လက်ရှိပေးတဲ့ဈေးတန်းကလည်းပေးတဲ့အနေအထားမျိုးဒါပေမဲ့ဒီကိုပေါင်းကြီး3လုံးပြား60ရှုံးကြီးကြည့်မယ်ဆိုရင်ကိုပေါင်းကြီးကလည်းကျွန်တော်4လုံးရှုမှာအပြည့်စားမဲ့အနေအထားမျိုး3လုံးရှုမယ်ဆိုတော့ဒီပြောမှဆိုရင်ပြား60လောက်ကျွန်တော်တို့အနေနဲ့ရင်းရမဲ့အနေအထားမျိုးဆိုတော့ရီယယ်မက်ဒရစ်အနေနဲ့ဟုတ်ပါမလားတစ်ဖက်သွင်းပါမလားဒီလက်ရှိပေးတဲ့ဘော်လီဂျီကတော့ဒါတစ်ဖက်3လုံးသွင်းနိုင်မဲ့အနေအထားမျိုးဘူဂီတွေကတော့အနည်းဆုံးရီယယ်မက်ဒရစ်တော့2လုံးတော့မှန်းထားပြီ3-1တစ်ပေါက်သွားမလားကိုပေါင်းများပေါ်သွားမလားအဲ့ဒါပဲကျွန်တော်စဉ်းစားမယ်3-1တစ်ပေါက်သွားမယ်ဆိုလို့ရှိရင်လည်းကိုပေါင်းပေးဘော်လီဂျီမှာ brother အနေနဲ့ပြောမယ်ဆိုရင်ပြားစွန်းလောက်ပဲစားမယ်အနေအထားမျိုးဖြစ်တဲ့ဟိုဖြစ်လိဖြစ်တာရှိရတယ်လူပွဲစဉ်တွေ3-1တစ်ပေါက်သွားတာကြီးရောများတယ်အလားဘက်ကဂိုးပြန်ရမယ်ဆိုရင်ပြောတာပါလေနော်ကဲဒါဆိုရင်အလားဘက်ကဂိုးပြန်ရနိုင်ရင်ရှိလားရီယယ်မက်ဒရစ်ဘက်ကရောပြောမယ်ဆိုရင်ဂိုးပြတ်နိုင်ရင်ရှိနိုင်လားရှစ်လောက်ကျွန်တော်ကြည့်မယ်နောက်ဆုံးကစားရတဲ့ပွဲစဉ်တော်များများပြန်သုံးသပ်ကြည့်ရတော့ရီယယ်မက်ဒရစ်အနေနဲ့ချန်ပီယံလိအပါအဝင်ပေါ့ဗျာနော်ဒီချန်ပီယံလိအပါအဝင်စဉ်သူစားတဲ့ပွဲစဉ်တိုင်းမှာဆိုလို့ရှိရင်နောက်ဆုံးပွဲစဉ်တစ်ပွဲလောက်ပဲချန်ပီယံလိမှာဘန်လုံးသွင်းမျိုးကို4-0ရတဲ့မျိုးနဲ့ဒုတိယအကျော့မှာဒါရှုံးနိုင်ခဲ့ပြီးတော့ပြောမယ်ဆိုလို့ရှိရင်သူနဲ့ထွက်လိုက်ရတယ်ဆိုတော့လောလက်ဒီစပိန်လာလီဂါမှာဆိုလို့ရှိရင်ဒီတိုင်းပဲမာရိုကော3-1နဲ့ရှုံးနေယူနာတော့သွင်းမျိုးကို1-1လောက်ရတယ်မတည်ကြတယ်ဆိုတော့နှစ်ပွဲစလိုက်စပိန်လာလီဂါမှာဇီဒန်ရကြည့်မယ်ဆိုရင်သူနဲ့ကြာခဲ့သွားပြီနှစ်ပွဲစလိုက်ရှုံးနေခြင်းနဲ့ကြုံခဲ့ရတဲ့အတွက်ကြောင့်ဒီနေ့မှာရောဟိုတန်းစုံနယ်ပယ်ထဲမှာရောက်တော့မဲ့ဒီအလာဘက်လိုအသင်းမျိုးကိုရှုံးနေသွားမယ်ဆိုတော့ဒီရမတ်တဲ့အသင်းအနေနဲ့ကတော့ကြည့်မကောင်းတော့ဘူးကျွန်တော်ယူဆတယ်လက်ရှိပေးတဲ့ဇီဒန်ကလည်းနှလုံး30နိုင်ကြီးတော့ဘူဂီရဲ့အနည်းဆုံးတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ရမတ်ကိုနှလုံးတော့မှန်းနေတဲ့ထားမျိုးကျွန်တော်ယူဆတယ်ဒါဆိုရင်အလာဘက်လက်ရှိဘူဂီပေးတဲ့ဂိုပေါင်းကြီးကအလာဘက်ကဂိုပါပြန်ပြီးမျောလင်းနေတဲ့အနေအထားမျိုးဘာလို့လဲဆိုတော့3လုံးပြား60ရှုံးကြီးကရမတ်ရဲ့ဘော်ဒီကြီးနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်ဒါလာဘက်ကကိုကပြန်ပြီးတော့ရနိုင်လောက်မဲ့အနေထားမျိုးဘာလို့လဲဆိုတော့ရီယယ်မက်ဒရစ်ကလည်းနောက်ဆုံးစားတဲ့ပွဲနှစ်ပွဲလုံးကလည်းပြင်မဲ့သွင်းဂိုးတွေပေးပြီးတော့ဈေးတန်းနဲ့ရကြခဲ့တယ်ပွဲစဉ်ရလည်းရှုံးခဲ့တဲ့အတွက်ကြောင့်ရီယယ်မက်ဒရစ်နဲ့ဒီနေ့မှာပြင်မဲ့သွင်းဂိုးပြန်ရနိုင်ပေးရနိုင်ကြီးများဖို့ဘူဂီကတော့မျှော်လင့်တယ်လို့ကျွန်တော်ယူဆတယ်ဒါဆိုရင်အလာဘက်ကိုကျွန်တော်ပြန်ကြည့်အလာဘက်ဆိုတာဟုတ်တန်းစင်းစုံနယ်ပယ်သူ့ရဲ့အောက်မှာတန်းစင်းရမဲ့အသင်း3သင်းပဲရှိတော့တယ်အရှိတို့လီဗာနေတို့ရဲ့အိုဘီဒီ3သင်းပဲရှိတယ်ဒီ3သင်းတွေကမှပြောမှဆိုရင်သူ့ဖီအားပေးနေတာကအရှိဖီအားပေးနေတဲ့30နံပါတ်ပိုင်စနာတဲ့အလာဘက်အနေနဲ့33မှတ်ပွဲရတူပြီးတော့တမတ်သားလေးနဲ့ပဲတန်းစင်းစုံကလွတ်ယုံလေးပဲရှိသေးတယ်တကယ်တမ်းလက်ကျန်ပွဲစဉ်နဲ့အလာဘက်ရုံးမဲ့ဆိုရင်ရုံးလို့ရတဲ့အနေအထားမျိုးဆိုဒီနေ့မှာအလာဘက်အနေနဲ့မဖြစ်မနေရတော့ပြောမှဆိုရင်ရီယယ်မက်ဒရစ်လိုသင်းမျိုးကိုမနိုင်ဘူးဆိုတော့တေတော့ကန်နိုင်ပါမလားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဘာလို့လဲဆိုတော့တွေ့တဲ့ပွဲစဉ်ကလည်းရီယယ်မက်ဒရစ်နဲ့သူ့အောက်မှာလည်းအလာဘက်နဲ့လက်ရှိအနေထားကလည်းတန်းစုံနဲ့ပဲသူ့ဖီအားပေးတဲ့အနေအထားမျိုးဖြစ်နေတဲ့အတွက်ကြောင့်လက်ရှိမှာတမတ်သားလောက်နဲ့ပဲတန်းစုံနေပဲတွေကဒီပြောမယ်ဆိုလို့ရှိရင်လွတ်ယုံလောက်ပဲရှိရတဲ့ကြောင့်တိတ်တော့သူ့အနေနဲ့ဟိုဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်အမတ်တီးတိုင်းလွတ်သွားတာမဟုတ်တမတ်သားလောက်နဲ့ပဲလက်ရှိမှာလွတ်ယုံလောက်ပဲရှိရတဲ့ကြောင့်စိတ်မချရသေးတဲ့အနေအထားမျိုးဖြစ်ပါတယ်ဗျဒီနေ့မှာကျွန်တော်ထင်ပြောမယ်ဆိုရင်အလာဘတ်အနေနဲ့ကတော့အမှန်တမ်းပြောမယ်ဆိုလို့ရှိရင်အရင်မတို့အသင်းမျိုးကိုနော်ဒီအသင်းမနိုင်လောက်ဘူးဆိုရင်တော့ကျွန်တော်ဈေးတန်းရပြန်နိုင်လောက်မယ်ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့လက်ရှိလောဆယ်ကရီယယ်မက်ဒရစ်ကစားတဲ့ပွဲစဉ်ကနောက်ဆုံးကစားတဲ့ပွဲစဉ်မာရိုက1-2ဂျူနာ1-1ဆိုတော့ဂိုးပေါင်းပို့ပေါ့ရာခိုင်နှုန်း brother အနေနဲ့ပြောမယ်ဆိုရင်နောက်ဆုံးနှစ်ပွဲကဂိုးပေါင်းအောက်ထားတယ်ဆိုတော့ဘူဂီပေးမယ်ဆိုဒီနေ့မှာဂိုးပေါင်းပေးလောက်မှယူဆတယ်ဘယ်လိုမျိုးလဲဆိုရင်လက်ရှိပြီးတော့ဂိုးပေါင်းကြီးကလည်း3လုံးပြား50ရှုံးခြင်းနော်60ရှုံးခြင်းဆိုတော့အလာဘက်ကအခုကျွန်တော်ပြန်မျောလို့ရတဲ့အနေအထားမျိုးရီယယ်မက်ဒရစ်ကလည်းလောလောလတ်အနေအထားမျိုးကပွဲစဉ်တိုင်းကဂိုးမပြတ်တာတော့ကြာပြီချန်ပီယံလိမှာတော့ဘိုင်ယန်နဲ့
လူရကြောမှာဖွင့်ကန်လို့တာတယ်သူအနေနဲ့ဂိုးတွေပြက်ပြီးတော့ဂိုးပေါ်သွားတဲ့အနေထားမျိုးကြတော့ပါကြောမှာတော့1-2လို့ရတဲ့မျိုးနဲ့သူအနေနဲ့ငြိမ်ခဲ့တဲ့အတွက်ကြောင့်လိုအပ်မှသာလဲရင်းမတက်ကဖွင့်ပြီးတော့ကစားတဲ့အနေထားမျိုးလက်ရှိလောဆယ်မှာရင်းမတက်ဘက်ကရလက်ကိုကြည့်မယ်ဆိုရင်9-9ရှုံညုံသူနဲ့ရင်းမတက်နေတာဘာမှမထူတဲ့အနေထားမျိုးပိတ်သက်တွေဖြော်ပြေရုံလောက်ပဲကစားမယ်ဆိုရင်ကစားလို့ရတယ်ဒါဒီစပိန်လာလီဂါမှာဆိုရင်လည်းဘာစီကလက်ရှိအဆင့်တက်မှာ89မှတ်ရင်းမတက်ဆိုတော့လက်ရှိအဆင့်နှစ်မှာအမှတ်80တွေ့အောင်မှာဆိုရင်ဗီလာကြီးရဲ့ဒီကိုမထစ်တို့60မှတ်50အများကြီးกว่าတယ်brotherပြောမှဆိုရင်ဒီချန်ပီယံလိဝင်ဖို့အတွက်ဆိုရင်လာမယ့်ရက်မှာချန်ပီယံလိဝင်ဖို့အတွက်ဆိုရင်ဘာမှစိုးရိမ်စရာမရှိတဲ့ကြောင့်လက်ရှိအနေထားအရရမတ်တဲ့အနေနဲ့တစ်လုံးလောက်ရှူးမယ်ဆိုရင်လည်းသူ့အနေနဲ့ရပြီးသားပဲတေးကြမယ်ဆိုရင်ရပြီးသားဘာမှပြောရလက်အနေနဲ့ကြည့်မယ်ဆိုရင်တော့မလဲထူးခြားသွားမယ့်အနေထားမျိုးမရှိဘူးဒါကြောင့်မို့အဓိကလိုရမတ်လိုအပ်နေတာအလားဘက်လိုအပ်နေတာအလားဘက်အနေနဲ့လီရဲ့ရမတ်တဲ့လက်ရှိပေးရကြေနှလုံး30နိုင်ကြီး30ရှူးမှအပြည့်စားမယ်ဈေးတန်းမျိုးကလက်ရှိဘူကီတွေပေးတဲ့ကိုပေါင်းချင်းနဲ့ပြန်သုံးတက်မယ်ဆိုဒီနေ့မှာရမတ်တဲ့ပွဲစဉ်ကပြီးမယ်ဆိုတော့ကိုပေါင်းလောက်ပဲပြလောက်ပဲယူဆတယ်ဘော်ဒီကြီးရကြည့်မယ်ဆိုတော့အလွန်ဆုံးကန်ဆိုးရင်ဖြစ်ခဲ့မယ်ဆိုတော့3-2တစ်ပေါက်ပဲဖြစ်လောက်မယ်ကျွန်တော်ယူဆတယ်ဒါပေမဲ့ကျွန်တော်ကတော့ရမတ်တဲ့အနေနဲ့တစ်လုံးလောက်ရှူလဲ3မှတ်ရတဲ့အတွက်ကြောင့်လက်ရှိပေးတဲ့ဈေးတန်းရကြည့်မယ်ဆိုရင်3လုံးမပြတ်လောက်ဘူးကျွန်တော်ယူဆတယ်ကျွန်တော်ကတော့ဒီရမတ်တဲ့နဲ့အလားပဲပွဲစဉ်ကတော့အလားဘက်ကအဓိကရမတ်လိုအပ်နေတဲ့အတွက်ကြောင့်တန်းစစုံနယ်ပယ်တွေကသူ့အနေနဲ့လွတ်မြောက်အမှန်တမ်းပြောမှဆိုလို့ချင်းတိတိကျလွတ်မြောက်အောင်အမှတ်ရယူနိုင်မဲ့အနေအထားမျိုးပဲဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့အလားဘက်ကကိုပါမျှော်လင့်ပါတယ်ဒီပွဲစဉ်တွေကတော့အနည်းဆုံးကျွန်တော်မှန်းတာပြောဘယ်လိုပြောမလဲဆိုရင်ဗျာအနည်းဆုံးအနိကဆုံးမှန်းမယ်ဆိုရင်အနည်းဆုံးဘူကီဒီဂိုးပေါင်းလောက်ပဲကျွန်တော်ပြလောက်မယ်ယူဆတယ်ရမတ်ကလည်းနောက်ဆုံးနှစ်ပွဲဆက်လိုက်ဂိုးပေါင်းတွေအောက်ခဲ့တာဆိုတော့ဒီစပိန်လာလီဂါမှာဒီနေ့ပေးမယ်ဆိုရင်တော့ဂိုးပေါင်းနဲ့ပဲကျွန်တော်ပြလောက်မယ်ယူဆတာပါတယ်ဗျာဒီပွဲစဉ်တွေကတော့ဂိုးပေါ်ပဲကောင်းလို့မယ်ယူဆပါတယ်ဗျာနော်ရမတ်နဲ့လာပဲပွဲစဉ်ဒီရမတ်အနေနဲ့လည်းပြောမယ်ဆိုလို့ချင်းဘော်ဒီကြီးပေးလောက်လာလို့မေးမယ်ဆိုရင်တော့နှစ်ပွဲဆက်တော့ဈေးတန်းတော့ကြာထားတော့ရှိတယ်ဆိုတော့ကျွန်တော်ဆန္ဒပြောသလိုပဲဘော်ဒီကြီးရလည်းကြည့်မယ်ဂိုးပေါင်းကြီးရလည်းပြန်သုံးသပ်မယ်ဆိုရင်အလားဘက်ကဂိုးပါပြန်ပြီးမျောလက်ရမယ်ဆိုရင်အနေနဲ့မြန်ဒီပွဲစဉ်က3-1တစ်ပေါက်သွားမှအနေထားမျိုး3-1ဆိုရင်ဘော်ဒီကြီးမှာဆိုနှလုံးပြသုံးသပ်နိုင်ကြတော့ပေးတဲ့ကြောင်ပြသုံးသပ်လောက်ရမယ်ဂိုးပေါင်းကြီးကတော့အပြည့်နိုင်မယ်အနေထားမျိုးဆိုတော့တိတ်မင်ရိုင်းတဲ့အနေထားမျိုးပေါ့ဗျာနော်ဒါကတော့ဒီနေ့စပိန်လာလီဂါပွဲစဉ်တော်တော်များမှာဆိုလို့ရှိရင်ပေးထားတဲ့ဈေးတန်းရကြည့်မယ်ဆိုဒီပွဲစဉ်ဒီလိုပဲရွေးချယ်တာကောင်းပါတယ်နော်ဂိုးပေါင်းပေါ်လေတော့ပို့ပြီးတော့ကောင်းလောက်မယ်ယူဆပါတယ်ဗျာရမတ်ဂိုးပေါကျွန်တော်ကြိုက်တယ်ဗျာနော်ကဲဒါဆိုရင်နောက်တစ်ပွဲသွားမယ်နောက်တစ်ပွဲကဒီမာရော့ကာနဲ့ဗလင်စီယာပွဲစဉ်ဒါစပိန်လာလီဂါနော်မာရော့ကလက်ရှိပေးတဲ့ဈေးတန်း level 10ရှုံးကြီးဂိုးပေါင်းကြီးနှလုံးပြား90ရှုံးကြီးဆိုတော့ brother တို့အမြင်လဲတစ်ချက်လောက်မှတ်မိကုန်ဗျာနော်ဘောလဲဆိုတော့လက်ရှိဒီနေ့ဒီစပိန်လာလီဂါပွဲစဉ်တွေကျွန်တော်ပြန်သုံးတဲ့အချိန်မှာဆိုလို့ရှိရင်ရင်းမတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲဘော်ဒီရောဂိုးပေါင်းကြီးတိတသားပြောမှဆိုလို့ရှိရင်ပြင်းချနေရရှိတယ်တခြားပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီဂိုးပေါင်းကြီးဘော်ဒီကြီးကမတင်းမြင့်လေးဖောက်ထားတယ်နှလုံး90ရှုံ60ရှုံ80ရှုံဒီလောက်လေးပဲဟိုကြီးနဲ့ကြည့်မယ်ဆိုရင်10ပြ15ပြလဲခွာပြီးတော့ခောက်ထားရရှိဘော်ဒီကြီးမှာဒီတိုင်းပဲဘီဘာအိုတို့ဂျူနာဆိုရင်လည်းပဲပြောမှဆိုလို့ရှိရင်ဘီဘာအိုဆိုရင်လုံး90နိုင်ကြီးပြောမှဆိုရင်ဂျူနာဆိုရင်လည်းပြ30ရှုံဘော်ဒီကြီးလောက်တိတသားပြောမှဆိုလို့ရှိရင်ဟိုခွဲချထားတာမရှိပါဘူးဗျဈေးတန်းရကြည့်မယ်ဆိုလို့ရှိရင်တော့ကစားမယ်ဆိုရင်တော့အသင်းကြီးနဲ့ကစားပြတဲ့အနေထားမျိုးဒါပေမဲ့ကျွန်တော်လက်ရှိယာယီသိမ်းပေါ်လည်းတိတ်မဲ့ကျွန်တော်တဲ့အနေထားမျိုးဖြစ်နေတဲ့အတွက်ကြောင့်လက်ရှိကျွန်တော်ဆန္ဒပြောသလိုပဲအသင်းကြီးအနေနဲ့ကတော့သူတို့အနေနဲ့ကဒီလာမက်နှစ်မှာချန်ပီယံလိဝင်ဖို့အတွက်ရိုဘာလိဝင်ဖို့အတွက်ကွန်ဖရင့်လိကန်ဖို့အတွက်လူမျိုးတွေပဲအဓိကထားကြတယ်ဆိုတော့တုံးအမှတ်လိုအပ်မှသာလင်ကန်တော့တာမလိုအပ်လို့ရှိရင်မကန်တော့ဘူးဒီရဲ့နောက်ပိုင်းဆိုရင်ကျွန်တော်တကယ်လိုအပ်တဲ့တန်းစင်းဆောင်အခုဆိုရင်ဆွမ်းနာဆိုရင်ဘာလွယ်ကြည့်နော်အလားဘက်ဆိုရင်တန်းဆောင်နယ်ပယ်နဲ့နီးကပ်နေပြီသူနဲ့တမတ်အလေးအတာုံနဲ့ပဲတန်းဆောင်နယ်ပယ်တွေကလွတ်မြောက်ရုံပဲရှိသေးတယ်သူ့အောင်မှာဖီအားတွေပေးနေပြီနော်တမတ်ကွာလည်းဖီအားပေးနေတဲ့ကြောင်တကယ်လိုအပ်နေတာအလားဘက်ကဆွမ်းနာတကယ်လိုအပ်နေတာဒါပေမဲ့ရင်းမတဲ့ဘက်ကဂိုးပါပြန်ပြောင်းလိမ့်မယ်ကျွန်တော်ဂိုးပေါင်းရွေးချက်ပေးတဲ့သဘောမျိုးဒါကြောင့်မို့ဒီမာလောက်ကပွဲစဉ်လည်းပြန်သုံးသပ်မှာဆိုရင်မာလောက်ကလက်ရှိပေးတဲ့ကြီးကတော့ level 10ရှုံးကြီးဘော်ဒီကြီးမှာဆိုရင်အင်ဝဲအားသာကြောင်ဖြစ်ပါစေလက်ရှိမှာတော့ပြားဆုံးလေးတော့ကြီးလေးတော့ဖောက်ထားတယ်ဂိုးပေါင်းနှလုံး90ရှုံးကြီးတော့စပိန်လာကပွဲစဉ်တွေကဂိုးပေါင်းကြီးနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီတလုံးပြည့်ရှုံးကြီးတောင်ဖောက်တဲ့ဈေးတန်းမျိုးရှိခဲ့ဘူးတဲ့ဒီရာသီထဲမှာပဲဂိုးပေါင်းကြီးဟိုတချို့ပွဲစဉ်ဆိုရင်လုံးကြီးကိုဟိုဘူကီအနေနဲ့ရှပေးတဲ့အနေထားမျိုးเนาะဒါတလုံးပြည့်ရှုံးကြီးနှလုံး90နိုင်ကြီးဒီလောက်ထိရှိခဲ့ဘူးတဲ့ပွဲစဉ်တွေရှိခဲ့ဘူးတဲ့ဒါပေမဲ့ဒီနေ့ပွဲစဉ်၄ပွဲရကြည့်မယ်ဆိုလို့ရှိရင်နှလုံးပြား90ရှုံးကြီးကဂိုးပေါင်းကြီးအနည်းဆုံးဖြစ်နေတယ်တခြားနှစ်ပွဲကြည့်မယ်ဆိုတခြားနှစ်ပွဲကနှလုံး80ရှုံးကြီး90ရှုံးကြီးဒီလောက်သွားတယ်ရင်းမတကဂိုးပေါင်းကြီးသုံးလုံးမိုင်းနာပြရတယ်ဆိုတော့ဒီနှလုံး90မှာဗလင်စီယာပွဲစဉ်တစ်ပွဲလောက်ပဲဂိုးပေါင်းကြီးရတိတတာပြောမှဆိုရင်အနည်းဆုံးဖြစ်နေတယ်ဒီပွဲစဉ်လည်းရောဘယ်လိုဖြစ်သွားမလဲတစ်ချက်လောက်ကြည့်မယ်ဗျာနော်အစင်စရာကြည့်မယ်ဆိုရင်လက်ရှိမှာဒီဗလင်စီယာအဆင့်14မာရော့ကအဆင့်15ဒါပေမဲ့ဒီလက်ရှိမှာမာရော့ကအနေနဲ့အိမ်မွေးဖြစ်ပြီးတော့ဗလင်စီယာလိုအသင်းမျိုးကို level 10ရှုံးကြီးပေးထားတယ်ဆိုတော့လောလိုက်ရကြည့်မယ်ဆိုရင်ရက်လက်ပိုင်းရကြည့်ပဲကျွန်တော်သုံးသပ်မယ့်အနေထားမျိုးအဆင့်အလဲအထားဆိုဒီပွဲစဉ်အနေနဲ့ကြည့်မယ်ဆိုရင်သိပြီးတော့မထူးမရှားနာပဲရက်လက်ပိုင်းရကြည့်မယ်ဆိုရင်တော့မာရော့ကနောက်ဆုံးစားတဲ့ပွဲစဉ်၄ပွဲလောက်မှာဆိုရင်အရှိလိုသင်းမျိုးကိုပဲ2-1လို့ရက်လိုက်ပြီးတော့သူအဝေးကွင်းရရှုံးတာပဲရှိခဲ့ဘူးတဲ့ဒါ
ရှားပွဲစဉ်မှာဆိုရင်သူ့အနေနဲ့နောက်ဆုံးပွဲစဉ်ဘလကန်လိုအသင်းမျိုးနဲ့3-0လို့ရလိုက်မယ်နိုင်တယ်ဒီရမ်ဖတ်တို့အသင်းမျိုးကိုလည်း2-1လို့ရလိုက်မယ်နိုင်တယ်ဆိုတော့ရလက်ပိုင်းရကြည့်မယ်ဆိုရင်ကောင်းမွန်စေလို့ပြောလို့ရတယ်နောက်ဆုံးပွဲစဉ်4ပွဲလောက်မှာဆိုရင်တပွဲလောက်ပဲရလက်ပိုင်းရစိုးဝါနေရလက်မျိုးပဲတွေ့တယ်ဗလင်စီယာပြန်ကြည့်မယ်ဆိုနောက်ဆုံးပွဲစဉ်4ပွဲလောက်မှာတပွဲပဲနိုင်ထားတယ်ဒီစီပလာလိုအသင်းမျိုးကိုပဲ0လို့ရလိုက်မယ်နိုင်ထားပဲရှိရဲတခြားကစားတဲ့ပွဲစဉ်3ပွဲလောက်မှာ3ပွဲလုံးပြောမှဆိုပြန်မဲ့တဲ့ကိုဂိုးတွေပေးပြီးတော့ရှုံးနေတဲ့အနေထားမျိုးရလက်ပိုင်းရကြည့်သုံးသပ်မယ်ဆိုလို့ချင်းဘရာဇာနဲ့မာရော့ကအများကြီးတာတယ်ရလက်ပိုင်းကြည့်မယ်ဆိုရင်မာရော့ကလက်ရှိမှာကစားတဲ့ပွဲစဉ်4ပွဲမှာဆိုတပွဲပဲရှုံးနေတာရှိတယ်ဗလင်စီယာနောက်ဆုံးပွဲစဉ်4ပွဲမှာဆိုတပွဲပဲနိုင်တာရှိတယ်တခြား3ပွဲကတခြား3ပွဲက3ပွဲလုံးရှုံးတာဆိုတော့လက်ရှိကျွန်တော်တို့ရလက်ပိုင်းကြည့်ရွေးချယ်မလားရလက်ပိုင်းကြည့်ရွေးချယ်မယ်ဆိုရင်ဒီမှာအင်္ဂလိပ်ဖြစ်တဲ့မာရော့ကတော့ကျွန်တော်ရွေးချယ်တင်တယ်ကျွန်တော်ယူဆဒါပေမဲ့ကျွန်တော်ထင်ပြောမယ်ဆိုရင်အစင်စရာကြည့်မယ်ဆိုရင်အထောက်ဖြစ်တယ်เนาะဒါကျွန်တော်ရဲ့30ချက်เนาะအစင်စရာကြည့်မယ်ဆိုရင်အထောက်ဖြစ်တယ်ရလက်ပိုင်းကြည့်မယ်ဆိုရင်မာရော့ကာနဲ့ဗလင်စီယာနဲ့ရှင်းကြည့်မယ်ဆိုလက်ရှိနောက်ဆုံးပွဲစဉ်3-4ပွဲလောက်ကပြောမယ်စီနဲ့ယူလို့ကွာရှာတဲ့အနေအထားမျိုးဖြစ်နေတဲ့ကြောင့်တကယ်တမ်းမာရော့ကာအနေနဲ့အင်္ဂလိပ်အားသက်ကြောင့်ဖြစ်ပါစေရလက်ပိုင်းအရောက်ပဲဖြစ်ပါစေတကယ်တမ်းဈေးပြီးမယ်ဆိုလို့ရင်လည်းပဲပြား90ရှုံတင်းတော့ပေးလို့ရတယ်ကျွန်တော်ယူဆတယ်ဒါရလက်ပိုင်းလည်းကျွန်တော်ထည့်မယ်ပြောမယ်ဆိုလို့ရှိရင်အင်္ဂလိပ်အားသာချက်ကြောင့်လည်းထည့်မယ်ဆိုရင်အနည်းဆုံး level ပြား90ရှုံတင်းနေဖောက်လို့ရတယ်ဒါပေမဲ့ဒီနေ့မှာ level 10ရှုံးကြီးလောက်ပဲဈေးနဲ့အရာဖောက်နေတဲ့အတွက်ကြောင့်ဘူဂီဒီအနေနဲ့ကျွန်တော်တို့ဒီထိုးသားတွေဟိုကြိုက်လောက်အောင်ပဲဈေးတဲ့အရာဒါတက်ထားလို့ပဲကျွန်တော်ယူဆပါတယ်ဒီပွဲစဉ်ကအနည်းဆုံးပြောမယ်ဆိုလို့ရှိရင်တေတပေါက်သွားမယ်အနေထားမျိုးဥပမာဘယ်လိုပြောဆိုရင်1-0-1နဲ့ကတ်နိုင်သွားမလားဒါမှမဟုတ်လို့ရှိရင်1-1တစ်ပေါက်တေနဲ့သွားမလားလိုက်မဲ့သွားမဲ့အနေထားမျိုးကိုပေါင်းပေါ်လာတော့မင်းမျိုးဆိုရင်လက်ရှိလောလောဆယ်ကဗလင်စီယာကမာရော့ကောနှစ်တင်းတစ်ဖက်လုံးကရက်လက်စိုးရရလက်ရှိလို့ကောင်းတဲ့ရလက်ရှိရင်ဒါနှစ်တင်းတစ်ဖက်လုံးအပြန်လန်ကိုတွေပေးရနေစေဖြစ်တဲ့ကြောင့်ပြောလို့တော့မရဘူးပေါ်ရင်လည်းတကယ်နင်းငါစွတ်ပေါ်သွားနိုင်မယ့်အနေထားမျိုးဒါပေမဲ့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်မာရော့ကောအနေနဲ့ရက်လက်တွေကောင်းနေပါလျက်နဲ့အိမ်ငွေးအားသကြောင့်ရှိနေပါလျက်နဲ့ဘော်ဒီကြီးမှာဆိုရင်လည်းပဲရှုံးဈေးတန်းလောက်ပဲဖောက်နေတဲ့အတွက်ကြောင့်ကျွန်တော်ဈေးတန်းရကြည့်မယ်ဆိုရင်မကြိုက်ပါဘူးဗျတကယ်တမ်းကျွန်တော်ကြိုက်တာကတော့အဝန်းဖြစ်တဲ့ဗလင်စီယာဘော်ဒီပဲကျွန်တော်ကြိုက်ပါတယ်ဗျနော်အကြိုက်တူမယ်ဆိုရင်ကျွန်တော်တော့ဗလင်စီယာဘော်ဒီပဲကစားစေချင်တယ်ကိုပေါင်းတော့ဆန္ဒကျွန်တော်ပြောလို့ပဲနှစ်တင်းတစ်ပတ်လုံးရအားသာချက်အားနာချက်တွေများနေပေမဲ့လဲဂိုးတွေရကြည့်မယ်ဆိုရင်ဒီပွဲစဉ်ပွဲတိုင်းကအပေးယူတွေကကိုပွဲတိုင်းဖြစ်နေတဲ့အတွက်ကြောင့်ပြောလို့မရဘူးပေါ်ရင်လည်းစွတ်ပေါ်သွားနိုင်မယ့်အနေအထားမျိုးဖြစ်ပါတယ်ဗျာနော်ကျွန်တော်ကတော့ဒီပွဲစဉ်တွေကတော့ body ဈေးတန်းနဲ့ပဲကျွန်တော်ကောက်ယူပြီးတော့ဒီရွေးချယ်ပေးခြင်းပါတယ်ဗျာ Valencia body ပဲကောင်းပါတယ်ဗျာနော်အကြိုက်မယ်ဆိုရင် Valencia body ပဲဒီနေ့ညဟိုရွေးချယ်လို့ကောင်းနိုင်မယ့်အနေအထားမျိုးဖြစ်ပါတယ်ဗျာကဲဒါဆိုနောက်ဆုံးပွဲစဉ် Brighton နဲ့ Chelsea ပွဲစဉ်ဒီပွဲစဉ်တွေကဘယ်လိုအနေအထားမျိုးဖြစ်သွားမလဲတစ်ချက်လောက်ကျွန်တော်ဘရာဇာအနေနဲ့ဒီအဆုံးထိအပင်နဲ့စောင့်ကြည့်ပေးပါဦးဗျာနော်ဒီပွဲစဉ်တွေမသုံးသပ်ပြန်ကျွန်တော်ဘရာဇာကိုကျွန်တော်တခုပြောချင်တာကကိုစန်းကိုတိုင်းအခုဆိုလို့ချင်းလင်းနစ်ကြော်လာပြီပေါ့ဗျာနော်လင်းနစ်ကြော်လာပြီဘရာဇာအနေနဲ့ဒါ online ပေါ်ကနေဒါဘောလုံးအကောက်ဖွင့်ကစားနေတဲ့ညီကိုတွေပဲဖြစ်ဖြစ် online ပေါ်ကနေဘရာဇာအနေနဲ့ဒီပြောမှဆိုလို့ချင်းဒါဘောလုံးပွဲစဉ်ကိုတိုက်ရိုက်ကြည့်နေတာပဲဖြစ်ဖြစ်ကိုစန်းကိုတိုင်းငွေကြေးအမခံပြီးကြော်ညာပေးနေတဲ့ကုမ္ပဏီမှာဘောလုံးအကောက်ဖွင့်လိုက်ရုံနဲ့ပြောမှဆိုရင်ဘောလုံးပွဲစဉ်တွေကိုတိုက်ရိုက်ကြည့်လို့ရမယ်ဖုန်းနဲ့ကိုဖုန်းနဲ့တိုက်ရိုက်ကြည့်လို့ရမယ်ပြီးရင်တိုက်ရိုက်ကိုတိုင်းကစားလို့ရမယ်အနေမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်မို့ဘရာဇာစိတ်ဝင်စားလို့ချင်းငွေကြေးကစံတရားရအောင်အမခံတဲ့အတွက်ကြောင့်ငွေကြေးယုံကြည်စိတ်ချတာကစားလို့ရပါတယ်ဗျာနောက်တစ်ခုခုအစမပြတာရှိခဲ့မယ်ဆိုရင်တော့မနေ့ကျွန်တော်ကိုယ်တိုင်ဒါကျွန်တော်ကိုယ်တိုင်ဒါအာမခံတာဝန်ယူပြီးကြော်ညာပေးထားတဲ့အတွက်ကြောင့်ဖြည့်ရှင်းပေးပါမယ်ဗျာဒါကတော့ကျွန်တော်အနေနဲ့ဒါဘလုံးပလေး3တက်တိုင်းဟိုအမြဲတမ်းထိပ်ပြောလို့ရှိပါတယ်ဗျာနော်ထိုင်းညီကိုတွေကထိုင်းမှရှိလို့ကျွန်တော်ထိုင်းမှနဲ့ကစားနဲ့ထိုင်းမှနဲ့ကစားလို့ရသလိုမြန်မာနိုင်ငံစင်ကာပူကိုရီးယားမလေးရှားတရုတ်ဂျပန်ရဝေးရညီကိုတွေကြတော့မြန်မာငွေကေပေးကိုပေးပြောမှဆိုရင်အကောက်လေးရှိလို့ရှိရင်အကောက်ဖွင့်ကစားလို့ရပါတယ်ဗျာနော် brother တို့လက်ရှိ online ကဖြစ်နေတဲ့ကြောင့် brother အနေနဲ့ online ပေါ်မှာလက်ရှိကျွန်တော်ပြောတဲ့လက်ရှိကျွန်တော်သုံးသက်ပေးနေတဲ့ဈေးတန်းတွေကလည်း online ဈေးတန်းနဲ့ပဲသုံးသက်ပေးနေတာဖြစ်ပါတယ်ဗျာ online မှာကစားညီကိုတွေကတော့အတီးဆုံးဖြစ်လိမ့်မယ်ကျွန်တော်ယူဆပါတယ်ဗျာနော်ဒါကြောင့်မို့ online နဲ့ပဲကစားတာ online နဲ့ပဲကစားပါ brother တို့အများကြီးအားသက်ချက်ရှိပါတယ်ဗျာနော်ကိုစန်းကိုယ်တိုင်လည်း online နဲ့ပဲကစားတယ် online နဲ့ပဲကိုစန်းကိုယ်တိုင်ဘလုံးပွဲလေးကိုသုံးသက်ပေးတာဖြစ်ပါတယ်ဗျာကဲဒါဆိုလို့ချင်းကျွန်တော်နောက်ဆုံးပွဲစဉ် Brighton နဲ့ Chelsea ပွဲစဉ်သွားမယ်မနေ့ကဒီခရစ်စတယ်ဘဲနဲ့ဝမ်ပွဲစဉ်ကဂိုးပေါင်းကြီးက brother အနေနဲ့နှလုံးအပြည့်ရှုံးစည်းတန်းလောက်ပဲဖောက်တယ်ဒီနေ့မှာဂိုးပေါင်းကြီးက3လုံး20နိုင်ကြီးလောက်ဖောက်တယ်ဘော်လီဂျင်းမှာဆိုတော့ Brighton အနေနဲ့အင်္ဂလိပ်အာသာချက်ကြောင့်လားဒါမှမဟုတ်လို့ရှိရင်အစင်စရာလားအစင်စရာဆို Chelsea ကတားတယ်ဗျာနော်လက်ရှိအစင်စရာမှာဆိုလို့ရှိရင် Chelsea ကပြောမှဆိုလို့ရှိရင်တားတဲ့အနေထားမျိုးဖြစ်တဲ့ကြောင့်လက်ရှိအစင်စရာရဈေးရပေးမယ်ဆိုတော့ Chelsea ကပေးတဲ့အနေထားမျိုးဒါပေမဲ့လက်ရှိမှာ Brighton အနေနဲ့ level 10ရှုံးကြီးလောက်ဈေးရဖောက်ထားတယ်ဆိုတော့ဘာအတွက်ကြောင့်လဲအင်္ဂလိပ်အာသာချက်ကြောင့်ပဲကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဟိုလောလောလတ်ရလက်ပိုင်ရကြည့်မယ်ဆိုလို့ရှိရင်ဟို Brighton ပို့ပြီးအားသက်ချက်ရှိတယ်ဘာလို့လဲဆိုတော့ဒီ Premier League နောက်ဆုံးကစားတဲ့ပွဲစဉ်၄ပွဲလောက်မှာဆိုလို့ရှိရင်ဒီ Chelsea အနေနဲ့၄ပွဲစလိုက်လို့ရှုံးနေထားတယ် Newcastle 0-1နဲ့ရှုံးတယ် Everton 3-0နဲ့ရှုံးတယ် Man City ကို0-0နဲ့ရှုံးတယ်နောက်ဆုံးကစားတဲ့ပွဲစဉ် Man U 0-1လို့ရတယ်မယ်ရှုံးလာတယ်ဆိုတော့သူ့အနေနဲ့ပြန်ပြန်သွင်းကိုဂိုးတော်မသွင်းနိုင်ဘူး၄ပွဲလောက်ကစားတာ၄ပွဲလုံးပြောမယ်ဆိုလို့ရှိရင်ဒါ
ဒါကိုပေါက်ပြောက်ပြီးရှုံးနေတာအနေနဲ့မျိုးလက်ရှိရက်လက်ပန်ကြည့်မယ်ဆိုရင် Brighton တာတယ် brother ဒါပေမဲ့ကိုပေါင်းကြီး3လုံး20နိုင်ကြီးကတကယ်တမ်းကြည့်မယ်ဆိုရင် Brighton အနေနဲ့ဒီလိုစီးရဲမျိုးဖောက်ပြီးတော့ share လိုသူမျိုးကိုတော့ကို3လုံးတော့မပြတ်နိုင်တော့ဘူးကျွန်တော်ယူဆတယ်မနေ့ကကိုစပိန်နဲ့ဝမ်ပွဲစဉ်ကကိုပေါင်းကြီးနှလုံးပြည့်ရှုံလို့စီးရဲဖောက်ပြီးတော့ကိုပေါင်းအောက်သွားရဲဆိုတော့ဒီနေ့ပွဲစဉ်ကဘာကြောင့်ကိုပေါင်းကြီးပြင်းနေတာလဲအပြန်လန်ကိုပြန်ရနိုင်ကြီးရှိလောက်လားဒီ Chelsea ကလည်းနောက်ဆုံးစားပွဲစဉ်4ပွဲလောက်က4ပွဲလုံးကိုပေါက်ပြောက်နေတဲ့အတွက်ကြောင့်ဒီနေ့မှာကိုပြန်ရနိုင်ကြီးရှိတာအဲ့ဒါပဲကျွန်တော်စဉ်းစားရမယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကအမှတ်အရာကြည့်မယ်ဆိုရင်လက်ရှိမှာပွဲရည်တူပြီးတော့ Chelsea က48မှတ်ပိုင်ဆိုင်ထားတယ် Brighton 49မှတ်ပိုင်ဆိုင်ထားတယ်တမတ်သားလောင်းနဲ့ပြောမယ်ဆိုရင်လက်ရှိမှာ Chelsea အနေနဲ့ကဒီ Europa League မှာသူ့အနေနဲ့ဝင်ပြိုင်ဖို့အတွက်လက်ရှိမှာအမှတ်ကမှီနေတယ်ဆိုတော့လောလက်ကျန်ပွဲစဉ်ကကြည့်မယ်ဆိုရင်နောက်ထပ်5ပွဲလောက်ကျန်သေးတဲ့အတွက်ကြောင့် Premier League မှာလည်း5ပွဲလောက်ကျန်သေးတဲ့ကြောင့် Brighton အနေနဲ့ကစားမယ်ဆိုလို့ရှိရင်လက်ရှိမှာပိုင်ဆိုင်ထားတဲ့48မှတ်ပါဝင်နောက်ထပ်ကစားမယ်ထပ်ပြီးကြိုးစားမယ်ဆိုရင်လက်ကျန်ပွဲစဉ်5ပွဲကသူ့အတွက်အပြောင်းလဲအများကြီးဖြစ်သွားနိုင်တယ် Europa League ဝင်မလား Conference League ဝင်မလား Champions League ဝင်မလားဘာလို့လဲဆိုတော့လိုက်မယ်ဆိုရင်လိုက်လို့ရနိုင်မယ်အနေအထားမျိုး Brighton ဒီနေ့မှာ Chelsea လိုအသင်းမျိုးတကယ်တမ်းကစားမယ်ဆိုလို့ရှိရင်လက်ရှိမှာသူ့အနေနဲ့အများကြီးမျှော်လင့်ခွင့်အိမ်မက်တွေအများကြီးရှိတယ်ဗျာဒါကြောင့်မို့ဒီနေ့မှာ Brighton အနေနဲ့ဈေးတန်းရပြန်ဖောက်တယ်ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ Chelsea တကယ်တမ်းဖောက်မယ်ဆို Chelsea ကဖောက်တဲ့အနေအထားမျိုးဒါပေမဲ့ရက်လက်ပိုင်းရကြည့်မယ်ဆိုလို့ရှိရင်အများကြီး Brighton ပိုတာတယ် Chelsea နဲ့နောက်ဆုံးစားတဲ့ပွဲစဉ်၄ပွဲကစား၄ပွဲလုံးအရှုံးနဲ့ကိုယ်ပျောက်ပြီးတော့ကြုံတွေ့နေရတဲ့ကြောင့်လက်ရှိမှာ Brighton ဘက်ကဈေးပြန်ဖောက်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ကိုပေါင်းကြီးတခုကတော့ကျွန်တော်စိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့တကယ်လို့ Brighton နဲ့ညီဖောက်ခတ်မယ်ဆိုရင်တော့မနဲ့ကိုပေါင်းကြီးဒီလောက်ဖောက်စရာအကြောင်းမရှိဘူးကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ Chelsea နောက်ဆုံးကစားတဲ့ပွဲစဉ်၄ပွဲလုံးကပြောမှဆိုရင်ကိုပေါက်တွေပျောက်ပြီးမှ၄ပွဲလုံးရှုံးနေတဲ့အနေအထားမျိုးမနေ့ကလည်းဒီ Premier League ပွဲစဉ် Crystal Palace နဲ့ West Ham ပွဲစဉ်ကစီးစီးလို့ရရမယ်ပြီးခဲ့တဲ့အတွက်ကြောင့်ဒီနေ့မှာ Brighton ဘက်ကတစ်ဖက်သက်ပဲသွင်းမဲ့ဆိုရင်တောင်မနဲ့ဒီလောက်ကိုပေါင်းကြီးဖောက်စရာအကြောင်းမရှိဘူးဒါကတော့ကျွန်တော်ပွင့်လင်းပြပြပဲဒါပေမဲ့ Chelsea ဘက်ကကိုပါကျွန်တော်တို့ပြန်ပြီးမျှော်လင့်လို့ရတဲ့အနေအထားမျိုးလို့ယူဆလို့ရတယ် Brighton နောက်ဆုံးကစားတဲ့ပွဲစဉ်3ပွဲလောက်မှာဆိုရင်လည်း Burnley ကစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲစီးတီးလို့ရလိုက်မနဲ့ဝေးကွင်းကနေနိုင်ပြီးတော့ဂိုးမပေးရတာပဲရှိတယ်တခြားတရားရင်ကစားတဲ့ပွဲစဉ် Liverpool နဲ့ကစားတဲ့ပွဲစဉ်2-1နဲ့တူနိုင်လို့နောက်ဆုံးစပါးနဲ့ကစားတဲ့ပွဲစဉ်တူလို့ရလိုက်မျိုးနဲ့သူ့အနေနဲ့အဝေးကွင်းကနေတေးကြခဲ့တဲ့အတွက်ကြောင့်ဒီနေ့မှာ Chelsea ဘက်ကဂိုးပြန်ရမယ်ဆိုလို့ရှိရင်မျှော်လင့်လို့ရတဲ့အနေအထားမျိုးနောက်ဆုံးကစားတဲ့ပွဲစဉ်3ပွဲမှာတပွဲပဲ Brighton နဲ့ဂိုးမပေးရတာ Burnley အသင်းမျိုးပဲဂိုးမပေးရတာ Burnley ဆိုတာလက်ရှိဒီနေ့မှာတန်းလိုက်အသင်းဒါပေမဲ့ Chelsea လိုလက်ရှိအနေအထားမျိုးလက်ကျန်ပွဲစဉ်လည်းတိတ်မကျန်တဲ့အနေအထားမျိုးမှာ Chelsea လက်လောဆယ်မှာကြောင်ပြောင်းနေလို့ရတဲ့မရတဲ့အနေအထားမျိုးမှာဆိုရင် Chelsea အနေနဲ့ဂိုးပြန်အရယူမယ်ဆိုရင်ယူလို့ရတဲ့အနေအထားမျိုးကိုပေါင်းကြီးကလည်းတိတာ3-20နိုင်ကြီးလူလုံးရှိမှကျွန်တော်အပြည့်စားမယ်စီမျိုးပေးနေတဲ့ကြောင့်လက်ရှိအနေထားက brother အနေနဲ့ကျွန်တော်ကတော့ body ကြီးကျွန်တော်အတီးယူမလားကိုပေါင်းကြီးပဲအတီးယူမလားကျွန်တော်ဆွမ်းနာ brother ပြောသလိုပဲရိုးရှင်းလေးပဲလက်ရှိမှာ Brighton level 10ကျောင်းလောက်ဈေးတန်းဖောက်ပြီးတော့ Chelsea လိုအသင်းမျိုးကို3လုံးလုံးမပြတ်နိုင်ဘူးကျွန်တော်ယူဆတယ်ဒါပေမဲ့ Chelsea လက်ရှိအနေထားတဲ့နောက်ဆုံးကစားပွဲစဉ်4ပွဲက4ပွဲလုံးဂိုးပေါက်ပြောက်တယ်ပြိုင်မဲ့တင်းရဲ့ဂိုးသွင်းမှုတွေနဲ့ပဲ4ပွဲလုံးရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့မှာ Chelsea နဲ့ဂိုးပြန်မရနိုင်ရင်နင်းခဲ့မယ်ဆိုရင်တော့မတဲ့ဂိုးပေါင်းကြီး3လုံး20နိုင်ကြီး30နိုင်ကြီးဖောက်စရာအကြောင်းမရှိဘူးအလုံးစုံဖောက်မယ်ဆိုတော့3လုံး50နိုင်ကြီး60နိုင်ကြီး90နိုင်ကြီးဖောက်လို့ရမယ်အနေထားမျိုးဆိုတော့ဟိုကျွန်တော်ထင်ပြောမယ်ဆိုရင်ဒီနေ့အနေထားမျိုးကအမှန်တမ်းပြောမယ်ဆိုရင် Chelsea ဘက်ကပါကိုပြန်ရနိုင်ရင်ရှိတဲ့အနေထားမျိုးကျွန်တော်ယူဆပါတယ်ဗျာနော်ကျွန်တော်ကတော့ဟိုလက်ရှိအနေထားမျိုးကဒီ Chelsea ကလည်းအမှန်တမ်းပြောမယ်ဆိုရင်လုံးမရမယ်အနေထားမျိုးဒါဆိုလက်ရှိမှာ Europa League ကိုပြောမယ်ဆိုလို့ချင်းလက်ကျန်ပွဲစဉ်ရှင်းကြည့်မယ်ဆိုရင် Europa League Champions League ကိုမို့အတွက်ကိုလာမနှစ်ရာသီမှာအဓိကဒီရဲ့နောက်ပိုင်းပွဲစဉ်တွေမှာအဓိကထားပြီးတော့ကစားမဲ့အနေထားမျိုးကြောင်ပြောင်းနေလို့မရတဲ့အနေထားမျိုးဖြစ်နေတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကလည်းသူ့ရဲ့အောက်ကအသင်းတွေဆိုရင်လက်ရှိ Brighton ဆိုတဲ့ brother အမြင်မဲ့အမှတ်လေးတွေကတစ်မှတ်ကွာနှစ်မှတ်ကွာလေးနဲ့လက်ရှိမှာအိမ်မက်တွေအများကြီးအပြောင်းလဲဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ဒီရဲ့နောက်ပိုင်းဆိုရင်သူတို့လည်းတခြားအသင်းတွေဆိုရင်လည်းမိမိရကစားမဲ့တရားဖြစ်တဲ့ကြောင့်ဒီပွဲစဉ်နဲ့ပို့ပြီးတော့မြန်ဆိုင်ဖို့အားကောင်းလိမ့်မယ်ကျွန်တော်ယူဆပါတယ်ဗျာနော်ကျွန်တော်ကတော့ဒီ Brighton နဲ့ Chelsea ပွဲစဉ်ကစနကျွန်တော်ပြောသလိုပဲနှစ်ဖက်လုံးပြောမှဆိုရင်အများကြီးဆိုင်နဲ့ဂိုးတွေမြူးလောက်မလို့ပဲကျွန်တော်ယူဆပါတယ်ဗျာနော်ဒီပွဲစဉ်ကတော့ကျွန်တော်ထင်ပြောမယ်ဆိုရင် Brighton လက်ရှိပေးတဲ့ဈေးနဲ့ရမှန်မှန်ဆိုရင်တော့2-3တစ်ပေါက်လောက်သွားရင်လည်းသွားနိုင်တယ်လို့3-1တစ်ပေါက်လည်းသွားရင်လည်းသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ body ကြီးနဲ့ကိုပေါင်းချင်းရှင်းမယ်ဆိုရင်တော့အဓိကကိုပေါင်းကြီးလောက်ပဲတည်ယူချင်ပါတယ်ဗျာနော်အနည်းဆုံးဒီပွဲစဉ်ကဂိုးမြူးလောက်မဲ့အနေထားမျိုးကျွန်တော်ယူဆပါတယ်ဗျာကိုပေါင်းပေါ်ပဲကြိုက်ပါတယ်ဗျာနော်အကြိုက်တယ်မဆိုရင်ဂိုးပေါ်ပဲအဓိကရွေးချယ်ပေးချင်ပါတယ်ဗျာဒီနေ့မှာကျွန်တော်စုစုပေါင်း3ပွဲ30ပဲခဲ့ပြီဒီ3ပွဲတည်းမှာ brother တို့ပွဲကောင်းအပါဝင်ဒီနေ့မှာ championship ပွဲစဉ်လည်းရှိတဲ့ကြောင့်မောင်းကတ်2ကလောက်ကျွန်တော်အကောင်းဆုံးပြအောင်တိုင်းရန် channel ပိုင်းမှာ channel မှာတင်ပေးမယ်ရီကျွမ်းညီကိုတွေအနေနဲ့ကတော့ကျွန်တော်ဒီ comment ထဲမှာကျွန်တော်ပင်ထုတ်ပေးထားပါလားဗျာနော်တိုင်းရန် channel လေးပိုင်းမှာ channel လေးပြီးရင်ဘာပဲဖုန်းနံပါတ်တိုင်းရန်ဖုန်းနံပါတ်စပေးထားပါဗျာဒီတိုင်းတစ်စက်လာနိုင်တယ်လို့ဒီတိုင်းတစ်စက်လည်းဝင်ပြီးတော့ join ထားနိုင်ပါဗျာတစ်တော့ညီကိုတွေကြတော့ကျွန်တော်ဘိုင်ဝင်ထဲမှာကျွန်တော်ဒီစာလေးရေးထားပါလားဗျာနော်တိုင်းရန် channel link နဲ့ပြီးရင်တိုင်းရန်ဖုန်းနံပါတ်ဘာပဲဖုန်းနံပါတ်ရှိပါဗျာဒီတိုင်းဆက်သွယ်လာနိုင်တယ်လို့ဒီတိုင်းတစ်စက်လည်းဝင်ပြီးတော့ join ထားနိုင်ပါဗျာနော်ကဲဒါဆိုရင်အားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်နေ့မှပြန်ဆုံကြမယ်နော်